တော့ TNL ဟာစစ်အုပ်စုဖက်ပါသွားတာလားဘာလို့အလွယ်တကူပေးလိုက်ရတယ်လဲဆွေးနွေးပြီးပြန်ပေးမှအတူတူဆိုလို့ရှိရင်ဘာလို့အသက်တွေအဆုံးရှုံးခံရပြီးတော့တိုက်ခဲ့ရသေးတယ်လဲဆိုတော့ဝေဖန်တဲ့မကျင်တဲ့တန်တွေကြဲကြဲလောင်လောင်ထွက်လာပါတယ်ဒီမြင်ကွင်းတွေကိုမြင်ရတာဟာစစ်ကောင်စီအတွက်တော့ဆန္ဒပြနေကြတာထက်တောင်မှအခမ်းအနားခက်ပါလိမ့်မယ်စစ်ကောင်စီကိုအစိုးရလို့သဘောမထားနိုင်ဘူးအစိုးရဆိုတဲ့အသုံးနှုန်းမသုံးပါနဲ့ဆိုပြီးတော့လူများကမကြာခဏကန့်ကွက်ကြပါတယ်စစ်မဟာမိတ်အချင်းချင်းရန်ပြုတ်နေတာတွေကိုရပ်တန့်ဖို့လိုအပ်ပါတယ်ငါတို့ကအစိုးရဖြစ်တယ်လို့တွေးခေါ်ပြီးတော့ဘာပဲလုပ်လို့အစိုးရကိုအတိပေးရမယ်ငါတို့ကိုအတိမပေးရင်ဆရာမတင်လို့ရှိရင်ရန်သူပဲလို့သဘောထားတာတွေဟာတော်လန်ရေးကိုဖျက်ဆီးတဲ့အတွေးခေါ်တွေဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါလို့ပေးလိုက်ရတဲ့အတွက် TNL တစ်ဖွဲ့တည်းကိုကွက်ပြီးတော့အပြစ်တင်နေတာကတော့ရိုးလွန်းအလွန်ရကြပါတယ်အဲ့ဒါလို့ပြန်ပေးလိုက်ရတာဟာတော်လန်ရေးတစ်စုံလုံးနဲ့ဆိုင်ပါတယ်အပြစ်လာမဲ့အခင်းအကျင်းမှာရွေးကောက်ပွဲတွေပါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကတပုံတွေကိုတနေရာချင်းအလိုက်ကျွန်တော်ရှင်းရမိုးကုတ်မြို့ရဲကိုနိုဝင်ဘာလ28ရက်ည7:00နာရီအချိန်မှာစစ်ကောင်စီတပ်တွေပြန်လည်ဝင်ရောက်လာပါတယ်တရုတ်ကဂျာပေါ်ကြားလုပ်ပြီးတော့စစ်အုပ်စုနဲ့ TNL တန်းပလောင်တက်တို့လောက်ခဲ့ကြတဲ့ဆွေးနွေးပွဲရလဒ်ပါအဲ့ဒီဆွေးနွေးပွဲသဘောတူညီချက်အရမိုးကုတ်နဲ့မိုးမိမြို့ပြန်လည်လွှဲပြောင်းပေးအပ်ဖို့ TNL တန်းပလောင်တက်ကသဘောတူခဲ့ရတာပါအဲ့ဒီအစီအစဉ်ကမိုးကုတ်မြို့ထဲကိုစစ်ကောင်စီတပ်တွေပြန်ရောက်လာတာပါစစ်ကောင်စီတပ်တွေပြန်ရောက်လာတော့မိုးကုတ်ပြည်သူတွေကဘလို့တုံ့ပြန်ကြပါသလဲတပြေပန်းနဲ့လက်ကမ်းကြိုးစိုးနေကြပါသလားဒီမြင်ကွင်းတွေကိုမြင်ရတာဟာစစ်ကောင်စီအတွက်တော့ဆန္ဒပြနေကြတာထက်တောင်မှအခမ်းအနားခက်ပါလိမ့်မယ်စစ်ကောင်စီကိုအစိုးရလို့သဘောမထားနိုင်ဘူးအစိုးရဆိုတဲ့အသုံးနှုန်းမသုံးပါနဲ့ဆိုပြီးတော့လူများကမကြာခဏကန့်ကွက်ကြပါတယ်စစ်ကောင်စီဟာ de facto အစိုးရအလုပ်ကိုလုပ်တဲ့အတွက်သတင်းတောက်တွေကအခြေအနေတွေကိုဖော်ပြဖို့အတွက်အစိုးရဆိုတဲ့စကားလုံးကိုမလွဲမရှောင်သာဖော်ပြတဲ့အခါမျိုးမှာတောင်မှပြင်းပြင်းထန်ထန်ကန့်ကွက်တာမျိုးကိုတွေ့ရတယ်လို့နိုင်ငံတကာတန်တမန်တွေနဲ့လူ့အခွင့်အရေးအထူးကိုယ်စားလှယ်တို့ကအုပ်ချုပ်သူစစ်တပ်ကိုကိုစားပြုတဲ့ဟွန်တာဆိုတဲ့စကားလုံးကိုသုံးတဲ့အခါစစ်ဆိုးရလို့ဘာသာပြန်တင်ပြလို့ရှိရင်လည်းပြင်းပြင်းထန်ထန်ကန့်ကွက်လေးရှိပါတယ်အခုမိုးကုတ်မြို့ပြည်သူတွေရဲ့ခံစားချက်ကိုထင်ဟပ်ဖော်ပြနေတဲ့ဓာတ်ပုံဗီဒီယိုတွေကိုကြည့်ရတာဟာအဲ့ဒီထက်တောင်မှပြင်းထန်တဲ့အနှစ်သာရကိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်စစ်ကောင်စီလက်ထက်မိုးကုတ်မြို့ပြန်ရောက်သွားတဲ့အချိန်မှာတပုံလက်ထက်ကမြို့အစိုးရလက်ထက်ပြန်ရောက်သွားတဲ့အခါမြင်ရလိမ့်ရှိတဲ့မြင်ကွင်းမျိုးမဟုတ်ပါဘူးတပုံသိမ့်သွားတဲ့မြို့အစိုးရလက်ထက်ပြန်ရောက်သွားတာဆိုလို့ရှိရင်ပြည်သူတွေဟာစိတ်သက်သာရသွားပြီးတော့လမ်းပေါ်ကိုပျော်ပျော်ရွှင်ရွှင်ထွက်လာတာမျိုးတွေ့ရမှာပါအခုမြင်ကွင်းကအဲ့ဒါလိုမဟုတ်ပါဘူးအစိုးရလက်ထက်ကမြို့ကိုတပုံကသိမ့်သွားသလိုမြို့ဟာ6ကပ်တိတ်ဆိတ်နေပါတယ်ပြည်သူပြည်သားအလုံးဟာစိုးရိမ်ထိတ်လန့်သွားပြီးတော့လမ်းပေါ်မထွက်ရဲကြတဲ့အခြေအနေပါဒါဟာစစ်အုပ်စုကိုဆန့်ကျင်ပြီးတော့လမ်းပေါ်ထွက်ဆန္ဒပြတာထက်တောင်မှစိုးဝါပြင်းထန်လွန်းတဲ့ပုံရိပ်တွေပါရင်တွင်းကဆန္ဒအမှန်ကိုဘု து တိုက်တွန်းချက်မှမပါဘဲနဲ့ဖော်ပြနေတဲ့ပုံရိပ်တွေပါမိုးကုတ်မိုးမိတ်မြို့ကိုပြန်လွှဲပေးရတော့မယ်ဆိုတော့မန္တလေး PDF မိုးကုတ်ဗျူဟာ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အစရှိတဲ့တပ်တွေက TNL ကလွှဲပေးပေမဲ့သူတို့ကပြန်မပေးဘူးခံချမယ်လို့ကြေညာခဲ့ကြပါတယ်အခုနောက်ဆုံးအခြေအနေမှာတော့အဲ့ဒီခံချမယ်ဆိုတဲ့တပ်တွေကိုလည်းခံမချကြဖို့ TNL ကတားမြစ်ပြီးတော့စစ်ကောင်စီတပ်တွေကိုမိုးကုတ်မြို့ရဲ့အရောက်ခေါ်ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်အခုခုခံကာကွယ်ဖို့နေရာတွေယူတဲ့အချိန်မှာအနောက်ကိုပြန်ဆုတ်ခိုင်းနေဆိုတဲ့အတန်လေးကျွန်တော်ထွက်လာတာပေါ့နော်အနောက်ကိုတကယ်လည်းပြန်ဆုတ်ခိုင်းတဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်ဘာလဲဆိုတော့နှစ်ဦးနှစ်ဖက်ကအဂျင်းနဲ့ကြက်တွေကိုရောက်သွားတာဒီတော့ TNL ဟာစစ်အုပ်စုဖက်ပါသွားတာလားဘာလို့အလွယ်တကူပေးလိုက်ရတယ်လဲဆွေးနွေးပြီးပြန်ပေးမှအတူတူဆိုလို့ရှိရင်ဘာလို့အသက်တွေအဆုံးရှုံးခံရပြီးတော့တိုက်ခဲ့ရသေးတယ်လဲဆိုတော့ဝေဖန်တဲ့မကျင်တဲ့တန်တွေကြဲကြဲလောင်လောင်ထွက်လာပါတယ်သူတို့မတိုက်ချင်တောင်တခြား PDF တွေကခံတိုက်မှာကိုဘာလို့တားတယ်လဲဆိုပြီးတော့မကျင်မနဲ့ပြောဆိုတဲ့လေတံတွေကပို့ပြီးတော့တောင်မှလေတံပြင်းပါတယ်ဒါပေမဲ့ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကိုဆက်ဆက်တွေးတောကြည့်မယ်ဆိုလို့ရှိရင်
အဲ့ဒီထက်လေးနဲ့တဲ့အကြောင်းအရာတွေရှိလိမ့်မယ်လို့ခံမှန်းရပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းအပြီးမှာ TNL ဟာနမ်ဆန်မန်တုံနန်ခမ်းကုတ်ခိုင်နမ်မတူမိုင်းငေါ့မိုင်းလုံမြို့တွေကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယပိုင်းအပြီးမှာတော့မိုးကုတ်မိုးမိတ်တီဘောကြောက်မဲနောင်ချုံမြို့တွေကိုသိမ်းနိုင်ခဲ့ပါတယ်နောင်ချိုအနီးကအရေးကြီးတဲ့စစ်တပ်ရဲ့အမာခံစခန်းတစ်ခုဖြစ်တဲ့တောင်ခမ်းကိုတော့အပြီးအပိုင်မသိမ့်ပိုက်နိုင်မယ်ရင်ဆိုင်တိုက်ပွဲနဲ့ထိန်းထားနိုင်တဲ့အစ်စ်မှာပဲရှိပါတယ်။တောင်ခမ်းကိုသိမ့်ပိုက်ပြီးလို့ရှိရင်ပြင်ဦးလွင်မန္တလေးအထိသိမ့်ပိုက်နိုင်တော့မယ်လို့ခံမှန်းတွက်ဆထားကြတဲ့အခြေအနေပါ။အဲ့ဒီအခြေအနေကနေအခုလိုမိုးကုတ်မိုးမိတ်ပြန်ပေးရတဲ့အနေအထားအထိဘယ်လိုလုပ်ပြီးတော့ရောက်လာပါသလဲ။ပထမ9မြို့နောက်5မြို့ဆိုပြီးတော့12မြို့စုစုပေါင်းဒါပတ်1ပတ်2မှာရထားတယ်ပေါ့ရထားတဲ့အခါမှာအဲဒီ12မြို့ထဲမှာနောင်ချိုတောင်ခမ်းဘက်ကဒါပြီးပြက်ဒါတိမ့်ပိုက်နိုင်တာမျိုးမရှိဘဲနဲ့ပတ်တက်ဆိုင်နဲ့အနေထားမျိုးဖြစ်လာတယ်အဲ့အနေထားမျိုးမှာဘယ်လိုလဲဆို CAPR အစမတန်တဲ့အင်အားပေါ့တာလွန်အင်အားလူဦးရေထောင်ကနန်းတောင်9000လောက်ရှိမဲ့အင်အားတွေနဲ့ထိုးစစ်ဆင်သလိုနီးပညာအရာ drone တွေအစစ်မြင့် drone တွေဒါမျိုးတွေနဲ့လည်းသူကတိုက်လာတယ်ပေါ့ပြီးတော့ကျန်တဲ့အချိန်မှာအဲ့ဒီအချိန်မှာအဓိကဒီပြဿနာဘာလဲဆိုတော့ထောက်ပို့ကိစ္စတွေပေါ့ဟောဒါတွေလည်းပိတ်ထားပေါ့လမ်းတွေပိတ်ထားတယ်လမ်းတွေပိတ်ထားရဆိုတော့ကျွန်တော်တို့သဘောပေါက်အောင်ပါပေါ့ဗျာလိုချင်တဲ့ပစ္စည်းတွေအခက်အခဲဖြစ်တာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်စားနပ်ရိက္ခာတွေလည်းအခက်အခဲဖြစ်တယ်အဲ့ဒါကလည်းတေချာအကွက်ကြစီစဉ်ထားတယ်ဒါစစ်ကောင်စီနဲ့တရုတ်ရဲ့ဒါပုံစံပဲပေါ့ဒီတိုင်းနဲ့သွားတဲ့ခါကျတော့ဒီမှာအချက်တွေ့အဲ့လိုအချက်တွေးတဲ့အနေအထားမျိုးရောက်လာတော့ဒီလိုနောက်ဆုံးအချက်တွေကပိုဆိုးလာတာပေါ့ပြည်သူတွေကိုပါလက်နဲ့ဒီဘုံကျဲပြီးတိုက်ခိုက်တဲ့တတ်တာဖြတ်တာတွေရှိလာတယ်နောက်အခြားစိန်ခေါ်မှုတွေလည်းရှိတယ်အခြားစိန်ခေါ်မှုတွေအပြင်ကျွန်တော်တို့မမြင်ရနိုင်တဲ့PR မျိုးစုံပေးကောင်းပေးလိမ့်မယ်မိုးကုတ်မိုးမိတ်ကိုလက်လွှတ်ရတဲ့အခြေအနေအထိရောက်သွားရတဲ့အကြောင်းကိုပြန်သုံးသပ်မယ်ဆိုလို့ရှိရင် TNLA တခုတည်းကိုကွက်ပြီးကြည့်လို့မလုံလောက်ပါဘူးအခြေအနေတစ်ခုလုံးကိုခြုံငုံသုံးသပ်မှသာပြည့်စုံပါလိမ့်မယ်မိုးကုတ်မိုးမိတ်ပြန်ပေးရလို့မကျေနပ်ကြတာဟာသဘာဝကျပါတယ်ဒေသခံမြို့သူမြို့သားတွေရဲ့မကျေနပ်မှုကပိုလို့တောင်မှကြီးပါသေးတယ်ဒါပေမဲ့အဲ့ဒါလိုပေးလိုက်ရတဲ့အတွက် TNLA တစ်ဖွဲ့တည်းကိုကွက်ပြီးတော့အပြစ်တင်နေတာကတော့ရိုးလွန်းအလွန်ရကြပါတယ်အဲ့ဒါလိုပြန်ပေးလိုက်ရတာဟာတော်လန်ရေးတစ်စုံလုံးနဲ့ဆိုင်ပါတယ်အပြစ်ရှိတယ်ဆိုလို့ရှိရင်တော်လန်ရေးအဖွဲ့တိုင်းအပြစ်မကင်းဘူးလို့တောင်မှဆိုနိုင်ပါတယ်ရှမ်းမြောက်တစ်ခွင်လုံးဆုံးရှုံးရသလောက်ဖြစ်သွားပြီးတဲ့နောက်မှာစစ်ကောင်စီဟာတရုတ်ကိုနှုတ်လန်ထိုးတိုက်ခိုက်စာပြုလာပါတယ်အဲ့ဒါလိုအခြေအနေမျိုးမှာဝန်ကြီးမြန်မာနိုင်ငံကိုကမန်းကရန်ရောက်လာပြီးတော့ဘိုမင်းအွန်လိုင်းနဲ့တွေ့ပါတယ်စီး3စီးဆိုတာကိုကြေညာပါတယ်တရုတ်ဂျားပွဲစားလုပ်ပြီးစစ်အုပ်စုနဲ့မြောက်ပိုင်းညီနောင်တွေဆွေးနွေးကြတဲ့ပွဲတွေထွက်ပေါ်လာပါတယ်ဝါကိုကန့်ပလောင်တို့ကိုအကြီးကျယ်ဖိအားပေးလာပါတယ်ကိုကန့်နယ်ကိုလက်နက်အစားအသောက်ဆေးဝါးလျှက်စစ်မီကအစအားလုံးကိုတရုတ်ကဖျက်တောက်လာပါတယ်ဒါတွေအားလုံးကိုလူတိုင်းသိထားကြပြီးသားပါနောက်ဆုံးတော့ကိုကန့်ကလာရှိုးကိုပေးလိုက်ရတဲ့အခြေအနေအထိဖြစ်ပေါ်လာတာကိုလည်းအားလုံးသိကြပြီးသားပါကိုကန့်ကလာရှိုးကိုပြန်ပေးလိုက်ရတာဟာတရုတ်ဖိအားကိုဘလို့မှမလွန်ဆန်နိုင်တဲ့အတွက်လက်လွတ်လိုက်ရတာဆိုတာကိုလည်းအားလုံးနားလည်ကြပြီးသားပါအဲ့ဒါကိုနားလည်တယ်ဆိုလို့ရှိရင်အခုမိုးကုတ်မိုးမိတ်လက်လွတ်ရတာဟာအဲ့ဒီဖြစ်စဉ်ရဲ့အဆက်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကိုကဟာတရုတ်ပေါ်မှာမိခုံမှုအားကြီးတဲ့အတွက်စောစောစီးစီးအညံ့ခံလိုက်ရပေမဲ့ TNLA ပလောင်အဖွဲ့ကချက်ချင်းလက်မလျှော့ခဲ့ဘူးဆိုတာကိုအားလုံးမြင်တွေ့နိုင်ပါတယ်။ကြောင်မဲတီဘောနောင်ချုံမြို့တွေမှာ TNLA အဖွဲ့ဟာကြံ့ကြံ့ခံပြီးခုခံတိုက်ခိုက်ခဲ့ကြတာဟာလွယ်လွယ်နဲ့လက်မလျှော့ခဲ့တဲ့တပ်တွေပါ။ဒါပေမဲ့ကြောင်မဲတီဘောနောင်ချုံမြို့တွေကို TNLA လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယအကြောင်းမှာကြောင်မဲတီဘောနောင်ချုံမိုးကုတ်မိုးမိတ်ကိုအခက်ခဲသိမ့်မရှိဘဲနဲ့သိမ့်ပိုက်နိုင်ခဲ့တဲ့ TNLA ဟာဘာကြောင့်ပြန်ပြီးတော့လက်လွတ်ခဲ့ရပါလဲအဲ့ဒီကာလအခြေအနေတွေကိုပြန်သုံးသပ်ကြည့်လို့ရှိရင်မြင်နိုင်ပါတယ်အဲ့ဒီမျိုးတွေကိုသိမ့်ပိုက်စဉ်ကမဟာမိတ်အဖွဲ့တွေအားလုံးညီညီညာညာထိုးစစ်ဆင်ပြီးတော့သိမ့်ပိုက်နိုင်ခဲ့တာပါကိုကန့် AA အပြင်မှာမန္တလေး PDF မိုးကုတ်ဗျူဟာ PLA အစရှိတဲ့အဖွဲ့တွေအားလုံးညီညီညာညာထိုးစစ်ဆင်ခဲ့ကြပါတယ် SSPP RCSS တို့ကလည်းမနှောက်ယှက်ခဲ့ကြပါဘူးစစ်ကောင်စီကပြန်တိုက်တဲ့အချိန်မှာတော့ TNLA တဖွဲ့တည်းခုခံရပါတယ်အဓိကမဟာမိတ်ကြီးဖြစ်တဲ့ကိုကန့်ဟာလက်ကိုကျိုးနဲ့အတုတ်ခံထားရတဲ့အတွက်တိုက်ပွဲမှာပါဝင်အားဖြည့်တာမျိုးလုံးမပေးနိုင်ပဲပွဲကြည့်ပေးတဲ့လုပ်ခဲ့ရပါတယ်ပိုဆိုးတာကရှမ်းအဖွဲ့တွေရဲ့နယ်မြေတွေကိုစစ်ကောင်စီကဖျက်တမ်းဖျက်လာအသုံးပြုတာကိုအဲ့ဒီအဖွဲ့တွေကဘာမှမလုပ်ပဲ
ထိုင်ကြည့်ပေးနေခဲ့ပါတယ်မင်းတို့ပြဿနာမင်းတို့ဘာသာရှင်ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့သဘောမျိုးနဲ့ငြိမ်နေခဲ့ကြပါတယ်စစ်ကောင်စီကအဲ့ဒီအချိန်မှာအာရမခေါ်ယူထားတဲ့စစ်မှုထမ်းတွေကိုဖောဖောတီတီအသုံးပြုပြီးတော့အင်အား9000ကျော်လောက်အထိနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်ဒါအပြင်အရက်သားတွေကိုပါအကြီးကျယ်ဘုံကျဲတပ်ဖြတ်ပြခဲ့ပါတယ်အော်တိုဘာလာထဲမှာကြောင်မဲတီဘောနောင်ချိုဒေတာတွေကိုပြစ်မှတ်ထားကျဲခဲ့တဲ့ဘုံအရေးအတွက်ဟာစစ်သမိုင်းတစ်လျှောက်မြန်မာနိုင်ငံသမိုင်းတစ်လျှောက်မှာစံချိန်တစ်တင်နိုင်လောက်တဲ့အထိများပြားခဲ့တယ်ဆိုတာကိုအားလုံးအမှတ်ရကြမှာပါအဲ့ဒါတွေကိုကြည့်လို့ရှိရင် TNL ဘာကြောင့်စစ်ရေးပြန်ရှုံးနေသွားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်ဒီနေရာမှာအားလုံးပြန်လဲသတိရတဲ့အချက်တစ်ချက်ကိုထောက်ပြကြပါတယ်ဟိုက်ကင်ဆွနေဝဲစောစောပိုင်းကာလမှာဘိုးချုပ်မင်းနိုင်ပြောခဲ့မှုတဲ့စကားတစ်ခွန်းမှာအဲ့ဒီစကားကိုအစည်းအဝေးပွဲတက်ရောက်ခဲ့တဲ့လူမျိုးစုတိုင်းရင်းသားခေါင်းဆောင်တယောက်ကလူမှုကွန်ရက်ပေါ်မှာအတိအလင်းထုတ်ဖော်ရေးသားခဲ့တယ်ဆိုတာကိုအားလုံးအမှတ်ရကြပါလိမ့်မယ်စစ်ကောင်စီဘက်ကဘိုးချုပ်မင်းနိုင်ပြောတဲ့စကားပါအဲ့ဒီစကားကတော့မင်းတို့နယ်မြေတွေကိုသိမ့်ပိုက်ထားပြီးရင်လည်းအေးအေးဆေးဆေးအုပ်ချုပ်လို့ရလိမ့်မယ်မထင်နဲ့မင်းတို့သိမ့်ထားတဲ့နယ်မြေတွေကပြည်သူတွေကိုငါတို့ကနေတိုင်းလာပြီးဘုံကျဲနေလို့ရတယ်ဆိုတဲ့စကားပါအခုအဲ့ဒီစကားအတိုင်းစစ်ကောင်စီကလက်တွေ့ကျင့်သုံးတာပါစစ်ရှုံးတယ်ဆိုတဲ့အသုံးအနှုန်းကိုစောစောကကျွန်တော်သုံးလိုက်ပါတယ်မှန်ပါတယ်အဲ့ဒါဟာကျွန်တော်သုံးသက်ချက်လို့ဆိုချင်ရင်ဆိုနိုင်ပါတယ်တပွဲလေးကိုဥတီပြစ်မှတ်ထားပြီးတော့ထိုးစစ်ဆင်တဲ့တန်းကို TNL မခံနိုင်ပါဘူးအဲ့ဒါကြောင့်စစ်ရှုံးခဲ့ပါတယ်ဒါဟာတော်လှန်ရေးအတွက်သင်ခန်းစာလည်းဖြစ်ပါတယ်တစုတစ်ဖွဲ့လေးကိုဥတီပြစ်မှတ်ထားထိုးစစ်ဆင်ခဲ့လို့ရှိရင်ဘယ်အဖွဲ့မှတောက်မခံနိုင်ပါဘူးအဲ့ဒါကြောင့်တပ်ပေါင်းစုဖွဲ့ပြီးတော့စုပေါင်းခုခံရေးဟာတခုတည်းသောအဖြစ်ဖြစ်တယ်လို့ကျွန်တော်အကျဉ်းချင်းထောက်ပြနေတာလည်းဖြစ်ပါတယ်အခုပြောကြတယ်ပေါ့နော်ဒီအထူးထိုးစစ်လီလာမယ်ဆိုတဲ့ကိစ္စအန်ယူဂျီဘက်ကနေကြီးညာထားပြီးတော့ဒါပေမဲ့တော်လိုင်းအင်အားစုတွေရောလက်ရှိပေါ့နော်မမြင်ရသေးဘူးဒီထိုးစစ်ကဘယ်မှာလဲဆိုတော့မမြင်ရသေးဘူးဖြစ်နေအဲ့ဒါကလည်းပြဿနာတစ်ခုဖြစ်နေတာပေါ့တချို့တိုင်းသားတွေကအဲ့ဒီပုံမှာမျောလင့်ချက်နဲ့ရင်းနှီးပြီးတော့တိုက်ခိုက်ခဲ့တာတွေလည်းရှိတယ်ဒါပေမဲ့လက်တွေ့ဖြစ်မလာတဲ့အခါကျတော့သူတို့အတွက်ကအချိန်နဲ့ကုန်သွားတယ်လူလည်းပါသွားတယ်နောက်ပြီးတော့ခုနပြောတယ်နိုင်ငံရေးဂုဏ်သိက္ခာရလည်းပြစ်ဆက်လိုက်ရတာရှိတယ်ဆိုတော့ဒါတွေကပြောမယ်ဆိုရှင်နိုင်ငံရေးအသေးကွဲတဲ့ဇလန်းတွေပေါ့ဗျာအဲ့လိုပဲမြင်ပါတယ်အဲ့လိုမဖြစ်အောင်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့မြင်ကျန်တဲ့အဖွဲ့အစည်းတွေရဲ့ဟန်ချက်ညီထိုးစစ်ရှိမနေတာဟာ TNL ကိုအထီးကျန်ဖြစ်စေခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်ကိုကျော်ကိုသုံးတဲ့စကားလုံးကိုသုံးရလို့ရှိရင် TNL ဟာနိုင်ငံရေးအသေးကွဲဝေဒနာခံစားခဲ့ရပါတယ် NUG ရဲ့အထွေထွေထိုးစစ်ဆိုတာဖြစ်မလာတဲ့အပေါ်မှာ TNL နဲ့နှီးစပ်တဲ့သူတွေကအပြစ်တင်ခြင်းတဲ့သဘောပြောဆိုတာမျိုးကြားကြရပါတယ်ဒါပေမဲ့ NUG ရဲ့အထွေထွေထိုးစစ်ဆိုတာကိုဘယ်သူကမှသိအလေးနဲ့မထားကြပါဘူးပုံမှန်လင်းလင်းပြောရရင်အာကိုယုံကြည်ပြီးတော့မျော်လင့်နေတာမျိုးမရှိကြပါဘူး NUG ဟာအဲ့ဒါလိုပဲလေမုံတိုင်းမကြာခဏဆင်လေးရှိတယ်ဆိုတာကိုတော်တော်များများသိကြပြီးသားပါအဲ့ဒါကို TNL ကအမှန်တကယ်ယုံကြည်မျှော်လင့်နေခဲ့တယ်ဆိုရင်တောင်မှအံ့ဩဖို့ကောင်းပါတယ်ဒါပေမဲ့မိုးကုတ်မိုးမိတ်ပြန်ပေးလိုက်တဲ့အခါမှာသူတို့ကိုအားလုံးကဝိုင်းပြီးတော့ထိုးနှက်တိုက်ခိုက်အပြစ်တင်လာတဲ့အတွက်သူတို့ဘက်ကအပြစ်ပြန်ရှာထောက်ပြတာမျိုးလည်းဖြစ်နိုင်ပါတယ်တကယ်တော့ NUG ကအမှန်တကယ်ထိုးစစ်ဆင်မှာလားမဆင်ဘူးလားဆိုတာဟာသူတို့ခေါင်းဆောင်အချင်းချင်းဆက်သွယ်မင်းမြန်စုံစမ်းကြည့်လိုက်လို့ရှိရင်ရဲမိနိုင်တဲ့ကိစ္စမျိုးပါဒီတော့မိုးကုတ်မိုးမိတ်မျိုးတွေကို TNL ဟာဘာကြောင့်ပြန်ပေးလိုက်ရတာလဲဆိုတော့ပြန်မပေးလို့ရှိရင်တိုက်ပြီးသိမ်းယူတာခံမှာမို့လို့မတက်တာတဲ့အဆုံးမှာညှိနှိုင်းပြီးတော့လက်လျှော့ပြန်အပ်လိုက်ရတာပါပဲဒါဟာကျွန်တော်သုံးသက်ချက်မှာအဓိကသုံးသက်ထားတဲ့အကြောင်းအရာတွေကတစ်ချက်ဖြစ်ပါတယ်မိုးကုတ်မိုးမိတ်ကို TNL ပြန်ပေးလိုက်တာဟာစစ်ကောင်စီနဲ့ပေါင်းပြီးတော့တစ္ဆာဖောက်လိုက်တာဆိုတဲ့ပြောဆိုချက်ဟာမမှန်ပါဘူးမမှန်ယုံသားမကပြင်းထန်လုံးပါတယ်ပြင်းထန်လုံးယုံသားမကတော်လှန်ရေးအဖွဲ့အချင်းချင်းကြားမှာစိတ်ဝမ်းကွဲပြားမှုဖြစ်စေပါတယ်မိုးကုတ်မိုးမိတ်ကို TNL ကဘာသဘောတူညီချက်တွေနဲ့ညှိနှိုင်းပြီးတော့ပြန်ပေးလိုက်တာပါလေဆိုတဲ့မေးခွန်းကိုတော်တော်များများသိချင်ကြပါတယ်မေးမြန်းကြပါတယ်သဘောတူညီချက်ကိုလူအများမဖတ်ကြရတယ်လို့ကျွန်တော်လည်းမဖတ်ရပါဘူးဒါကြောင့်အတိအကျမပြောနိုင်ပါဘူးဒါပေမဲ့သဘောတူညီချက်ကိုဖတ်မကြည့်ပဲသိနိုင်တဲ့အချက်တွေထင်ထင်ရှားရှားရှိပါတယ်ဆက်သုံးသပ်ကြည့်ရင်မြင်နိုင်ပါတယ်မိုးကုတ်မိုးမိတ်ဘာကြောင့်ပြန်ပေးလိုက်ရတယ်လဲဆိုတော့စစ်ရှုံးလို့ပြန်ပေးလိုက်ရတာပါနမ်ဆန်မန်တုံနမ်ခမ်းပုတ်ခိုင်နမ်မတူမိုင်းငေါ့မိုင်းလုံးဆိုတဲ့ကြံတဲ့မြို့9မြို့ကိုစက်ထိန်ထားနိုင်ရေးအတွက်မိုးကုတ်မိုးမိတ်ကိုပြန်ပေးလိုက်ရတာပါစစ်ကောင်စီနဲ့အဓိကအပေးယူလုပ်ပြီးတော့သဘောတူညီလိုက်ရတဲ့အချက်ဟာတော်တော်လေး
မြင်တာတယ်လို့ထင်ပါတယ်မိုးကုတ်မိုးမိတ်ကို TNL ကပြန်ပေးရမယ်စစ်ကောင်စီဘက်ကကြံတဲ့ခုနှစ်မျိုးကိုထိုးစစ်ဆင်တာရက်ဆိုင်ပေးရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါလိမ့်မယ်ဒါဆိုလို့ရှိရင်မိုးကုတ်မိုးမိတ်ကိုကြံတဲ့တော်လိုင်းရေးအဖွဲ့တွေကခုခံတိုက်ခိုက်မယ်လို့ပြောတဲ့အခါမှာ TNL ကဘာကြောင့်တားမြစ်တယ်လဲဆိုတဲ့အချက်ပေါ်မှာလဲနားလည်နိုင်ကြလိမ့်မယ်ထင်ပါတယ်ကျန်တဲ့တော်လိုင်းရေးအဖွဲ့တွေဟာ TNL အပေါ်မှာမိခိုသူတွေဖြစ်နေတယ်ဆိုတဲ့အချက် TNL ဩဇာတက်ရောက်တဲ့အဖွဲ့တွေဖြစ်နေတယ်ဆိုတဲ့အချက်တွေကိုစစ်အုပ်စုကကောင်းကောင်းနားလည်ပြီးသားပါအဲ့ဒါကြောင့်ကျန်တဲ့အဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ရင်စာချုပ်ပြည့်ပြည့်တယ်လို့သဘောထားပြီးတော့ကျန်တဲ့ခုနှစ်မျိုးကိုဆက်လက်တိုက်ခိုက်မယ်လို့စစ်အုပ်စုဘက်ကဖိအားပေးခဲ့မယ်ဆိုတာသိသေးကြပါတယ်အဲ့ဒါကြောင့်ကျန်တဲ့အဖွဲ့တွေကို TNL ကတားမြစ်ပေးရတာပါအခုခုခံကာကွယ်ဖို့နေရာတွေယူတဲ့အချိန်မှာအနောက်ကိုပြန်ဆုတ်ခိုင်းနေဆိုတဲ့အတန်လေးကျွန်တော်ထွက်လာတာပေါ့နော်အနောက်ကိုတကယ်လည်းပြန်ဆုတ်ခိုင်းတဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်ဘာလဲဆိုတော့နှစ်ဦးနှစ်ဖက်ကအဂျင်းနဲ့ကြက်တွေကိုရောက်သွားတာအဲ့ဒါလိုတားမြစ်ချက်ဟာမှန်လဲမှန်တယ်လို့သုံးသပ်မိပါတယ်ဘာကြောင့်လဲဆိုတော့ TNL မပါဘဲကျန်တဲ့အဖွဲ့တွေကအဲ့ဒီမျိုးတွေကိုဆက်ထိန်ထားဖို့အင်အားမလုံလောက်တဲ့အတွက်ပါခုခံရေးစစ်ပွဲအတွက်လုံလောက်တဲ့ပြင်ဆင်ချိန်လည်းမရပါဘူးအဲ့ဒါကြောင့်လက်တလောအချိန်မှာယာယီနောက်ဆုတ်ပေးလိုက်တာကအကောင်းဆုံးပါဒါပေမဲ့ TNL ကိုဝေဖန်စရာအချက်တစ်ချက်တော့မြင်မိပါတယ်အဲ့ဒါလိုတိုက်လို့မဖြစ်ဘူးဆိုလို့ရှိရင်စောစောစီးစီးကသတိပေးဖို့ကောင်းတာပေါ့ဗျာမပြောတာပေါ့နော်မပြောတာတော့ရှိတာပေါ့ပြောတဲ့အချိန်ကနည်းနည်းတော့ချိန်ညာချက်တွေထွက်ပြီးတော့မှပြောလိုက်တဲ့သဘောမျိုးဖြစ်သွားတဲ့အတွက်အဲ့ဒီအပေါ်မှာအခက်ခဲကြုံသွားမယ်အနေအထားမျိုးတွေတော့မြင်နေပေါ့နော် TNL ကအခြေအနေကိုစောစောစီးစီးတတိချာချာရှင်းပြမထားခဲ့ဘူးဆိုရင် TNL ကိုအပြစ်တင်ရမှာပါ TNL ကရှင်းပြပါရဲ့နဲ့ကြံတော်လိုင်းရေးအဖွဲ့တွေကစိတ်လိုက်မှန်ပါရှစ်တိုးဖို့စ조사တာဆိုရင်တော့ကြံတော်လိုင်းရေးအဖွဲ့တွေကိုအပြစ်တင်ရမယ့်သဘောမျိုးဖြစ်နေပါတယ်အခုတော့ခံချမယ်လို့ကြေညာအလူငွေတွေပါတွေကောက်ပြီးတော့မှဖြစ်မလာဘူးဆိုတဲ့အခါဖြစ်မလာဘူးဆိုလို့ရှိရင်လူတို့ကိုမျောလင့်ချက်အမှားပေးသလိုဖြစ်သွားနိုင်ပါတယ်မိုးကုတ်မိုးမိတ်ကိုပြန်ပေးရင်ကြံတဲ့ခုနှစ်မျိုးကိုအချိန်ကာလတစ်ခုအတွင်းမှာစက်မတိုက်ပါဘူးဆိုတဲ့သဘောတူညီချက်မျိုးစစ်ကောင်စီဘက်ကပေးပါမလားအဲ့ဒါလိုပေးရဆိုတာဖြစ်နိုင်ပါမလားဆိုတဲ့အချက်ကိုကျွန်တော်တို့ဆက်ပြီးတော့သုံးသပ်ကြည့်အောင်ပါစစ်ကောင်စီမှာတိုက်နိုင်တဲ့အင်အားရှီရိုးမှန်ရင်စက်တိုက်မှာပေါ့အခုလိုမိုးကုတ်မိုးမိတ်ပြန်ရရုံနဲ့ကျင်납ပါမလားလို့တချို့ကမေးကြပါလိမ့်မယ်စစ်ကောင်စီမှာစက်တိုင်နိုင်တဲ့အင်အားရှိပါသေးတယ်တကယ်လို့မိုးကုတ်မိုးမိတ်ကိုပြန်မပေးခဲ့လို့ရှိရင်စက်တိုင်မှာပါမိုးကုတ်မိုးမိတ်ကနေကြံတော်လိုင်းရေးအဖွဲ့တွေစက်ခုခံမနေအောင် TNL ကတားမပေးခဲ့လို့ရှိရင်စစ်ကောင်စီကစက်တိုင်မှာပါအဲ့ဒါလို့စက်တိုင်နိုင်တဲ့အင်အားရှိရင်စစ်ကောင်စီကယာယီပဲဖြစ်စေရက်ထားပေးပါမလားရက်ချင်ပါမလားဟုတ်ကဲ့ယာယီတော့စစ်ကောင်စီကကြံတဲ့ခုနှစ်မျိုးကိုမတိုက်ဖဲနဲ့ရက်ချင်ပါတယ်တိတ်ကိုရက်ချင်ပါတယ်ဘာကြောင့်ရက်ချင်တယ်လဲဆိုတော့ဒီနေရာမှာရက်ပြီးတော့တခြားနေရာတွေကိုတွားဖိကျင်လို့ပါသူတို့အတွက်အပူတပြင်းဖြစ်နေတဲ့တခြားနေရာ6ခုကြံပါသေးတယ်သူတို့စစ်အုပ်စုအစိုးရဆုံးနဲ့အလူလဲခံရတဲ့နေရာကရခိုင်မှာရခိုင်ဟာစစ်ကောင်စီအတွက်စစ်သိမ်းရိုင်းမှာတေချင်ရင်စိတ်မစားနဲ့ရခိုင်ပြည်သွားဆိုတဲ့စကားဟာစစ်တပ်ထဲမှာတောင်မှခစ်စားပါတယ်ရခိုင်ပြည်မှာတာဝန်မကြရေးအတွက်စစ်သားမိန်းမတွေစစ်ဗိုလ်မိန်းမတွေဘေးရင်ဆရာစီမှာရရချေနေကြပါတယ်စစ်ကောင်စီနဲ့ဗားတပြန်ကြားတပြန်ဖြစ်နေကြတာကတော့ကချင်ပြည်ချင်းပြည်နဲ့ကရင်ပြည်တွေပါအဲ့ဒီနေရာတွေမှာစစ်ကောင်စီကနိုင်တဲ့နေရာရှိတယ်လို့ရှုံးတဲ့နေရာတွေလည်းရှိပါတယ်သူတို့အတွက်အဲ့ဒီထက်နည်းနည်းအားပြော့တဲ့ပြစ်မှတ်တွေကတော့ကရင်ပြည်နဲ့စကိုင်းမကွေးဒေသတွေပါအဲ့ဒီ6နေရာကိုစစ်ကောင်စီအနေနဲ့မဖြစ်မနေဖြည့်ရှင်းမှုကြံနေပါသေးတယ်အဲ့ဒီ6နေရာကိုမဖြည့်ရှင်းနိုင်ဘဲနဲ့တော့စစ်ကောင်စီစစ်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးတကယ်လို့ TNL နဲ့အပြည့်ရလိုက်မယ်ဆိုလို့ရှိရင်ရှမ်းပြည်ကိုယာယီထိန်းထားနိုင်ပြီလို့ဆိုနိုင်ပါတယ်အဲ့ဒါလို့ထိန်းထားနိုင်ရင်ကြံတဲ့နေရာတွေကိုရွှေ့ပြီးတော့ထိုးစစ်ဆင်ပါပါကြံတဲ့6နေရာကိုထိုးစစ်ဆင်တဲ့အခါမှာလဲ9နေရာကိုထိန်းထားပြီးတော့တနေရာကိုအဓိကပြစ်မှတ်ထားထိုးစစ်ဆင်ပါပါစစ်ကောင်စီဟာတပိုင်းချင်းစီခွဲတိုက်နေပါတယ်အဲ့ဒါလို့နီးကိုတုံးနေတယ်ဆိုတာအထင်ရှားမြင်နိုင်ပါတယ်ဒါကလူတိုင်းသိနေတဲ့လျှို့ဝှက်ချက်ပါသူတို့ထဲကနေပြီးတော့အာချောင်တဲ့သူတွေကလည်းအဲ့ဒီအချက်ကိုပြည်သူလူထုကြီးသိအောင်ဖော်ကောင်လုပ်နေပါတယ်လာမဲ့အခင်းအကျင်းမှာရွေးကောက်ပွဲတွေပါပြီးပြီဆိုတာ ਨੇ ကျွန်တော်တို့ကတပုံတွေကိုတနေရာချင်းအလိုက်ကျွန်တော်ရှင်းရကျွန်တော်အဲ့လိုမျိုးစဉ်းစားထားတနေရာချင်းအလိုက်ရှင်းမှာဥမာ KIA ရောက် KIA တန်တဲ့နေရာတွေကိုထိန်းထားမယ်ထိန်းထားပြီးတော့ KIA ရောက်မင်းဒီတိုင်းလုံးမလားပြော
မလို့လားမလို့ရင်ရှိသမျှတက်တွေအကုန်ပုံဩချမယ်အဲ့နေရှိသမျှလေရင်ရှိသမျှတင်ကားအမြောက်အကုန်ပုံချမယ်တခုရှင်းပြီဆိုရင်နောက်တစ်ခါဘလောက်ဟဲ့အောင်မဘလောက်မလို့လဲအဲ့နေရာကိုမင်းဆွေးနွေးပါလားမဆွေးနွေးဘူးလားမဆွေးချချောအပြတ်ဆောင် PDF လည်း PDF တနေချင်းလိုက်ဟဲ့အောင် PDF မင်းကိုငါတို့ဆော်တော့မယ်မင်းအလင်းဝင်မလားငွေဆိုအဲ့နေရာတမအကုန်ထိုးပြုံထိုးအဲ့လိုပတ်ပိုင်ပတ်တနေချင်းအပြတ်ရှင်း ဒီတော့စစ်ကောင်စီရဲ့နောက်ထပ်ပြစ်မှတ်ဟာဘယ်နေရာဖြစ်လာမလဲရခိုင်ကိုသူတို့တိတ်မုံနေတာမှန်ပါတယ်ဒါပေမဲ့တိတ်လည်းကြောက်နေပါတယ်ရခိုင်ဟာအမာဆုံးပြစ်မှတ်ဖြစ်တဲ့အတွက်အခုချိန်မှာနောက်လာမဲ့ပြစ်မှတ်ဟာရခိုင်ဖြစ်ဖို့ထက်တခြားနေရာတွေဖြစ်ဖို့ပုံများတယ်လို့ထင်ရပါတယ်အဖြစ်နိုင်ဆုံးကတော့အားအပြော့ဆုံးပြစ်မှတ်နှစ်ခုဖြစ်တဲ့စကိုင်းမကွေးနဲ့ကရင်ပြည်ပါကရင်ပြည်ကိုလောလောဆယ်သူတို့ထိန်းထားနိုင်ပါတယ်ဒါပေမဲ့ကရင်ပြည်ထဲမှာသူတို့အတွက်အပူတပြင်းပြဿနာရှိနေပါတယ်အဲ့ဒါကကြားဖြန့်ပြဿနာပါကြားဖြန့်ကိစ္စအကြောင်းပြုပြီးတရုတ်သားမကအခုအမေရိကန်ကပါခြေလန်းနေပြင်းနေတယ်ဆိုတော့ကရင်ပြည်ဟာသူတို့အတွက်နောက်ထပ်ပြစ်မှတ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဖြစ်ဖို့ပုံများတာကစကိုင်းမကွေးလို့ထင်ပါတယ်စကိုင်းမကွေးဟာအခုဆိုလို့ရှိရင်ညီညွတ်ရေးပြက်ပြားပြီးတော့စစ်အုပ်စုအနေနဲ့မျက်စိကြားစရာပြစ်မှတ်ဖြစ်နေပါတယ်စကိုင်းမကွေးမှာတော်လန်ရေးအဖွဲ့အချင်းချင်းပြဿနာရှာတာတွေဖြစ်ပေါ်နေပါတယ်အဲ့ဒါဟာစကိုင်းမကွေးရဲ့အားနည်းချက်တစ်ချက်ပါစကိုင်းမကွေးမှာရှိတဲ့တော်လန်ရေးအဖွဲ့တချို့ဟာတယန်ဇာတာကိုဖင်ခုထိုင်ပြီးတော့စစ်မတိုက်ဖဲစီးပွားရှာနေပါတယ်တော်လန်ရေးစိတ်သက်ပြက်ပြားနေပါတယ်အဲ့ဒါကဒုတိယအားနည်းချက်ပါစကိုင်းမကွေးဟာ NUG လက်အောက်ခံ PDF ပကဖတွေအားကောင်းတဲ့ဒေတာပါဒါပေမဲ့ NUG ဟာလောလောဆယ်ဖွဲ့စည်းပုံပြတ်နေပါတယ် NUG ဟာသူ့အောက်က PDF နဲ့ပကဖတွေကိုတောင်းကောင်းကောင်းမအုပ်စီးနိုင်တယ်လို့ဖြစ်နေပါတယ် NUG အမိန့်ကိုတောင်မှတေတေဝူမနာခံမဲ့ထင်တိုင်းကျဲနေကြတာမျိုးတွေရှိနေပါတယ်အဲ့ဒါကတက်တဲ့အားနည်းချက်ပါအဲ့ဒါကြောင့်စစ်ကောင်စီရဲ့နောက်လာမဲ့ပြစ်မှတ်ဟာစကိုင်းမကွေးဒေတာဖြစ်ဖို့များတယ်လို့ကျွန်တော်ထင်ပါတယ်ဒီချက်ကို NUG အနေနဲ့အလေးနဲ့ထားပြီးစကိုင်းမကွေးကိုအထူးပြင်ဆင်ဖို့လိုအပ်နေပါပြီစကိုင်းမကွေးကြတော့မဖြစ်ပါဘူးစကိုင်းမကွေးကြရင်တော်လန်ရေးအတွက်တိတ်အားနေသွားပါလိမ့်မယ်စကိုင်းမကွေးဟာစစ်အုပ်စုအတွက်တိုက်လို့ကောင်းတဲ့အားပြော့ဒေတာတပွဲဖြစ်နေတဲ့အပြင်မှာတိန်နဂဗျူဟာအရအလွန်အရေးပါတဲ့နေရာလည်းဖြစ်နေပါတယ်အဲ့ဒါကြောင့်စကိုင်းမကွေးဟာစစ်အုပ်စုမျက်စိကြားမဲ့အဓိကပြစ်မှတ်ဖြစ်လာလိမ့်မယ်လို့ယူဆတာပါစကိုင်းမကွေးဟာအခုတော်လန်ရေးတစ်ခုလုံးအတွက်အချက်ချာအကြဆုံးတိန်နဂဗျူဟာအကြဆုံးနေရာပါတော်လန်ရေးကြီးတစ်ခုလုံးရဲ့အသေးနှလုံးနေရာဘ ਹੁ အချက်ချာနေရာလို့တောင်မှဆိုနိုင်ပါတယ်စကိုင်းမကွေးကဘာကြောင့်တိန်နဂဗျူဟာအရအရေးပါတယ်လဲဆိုတာကရှင်းပါတယ်စကိုင်းမကွေးဒေတာဟာကချင်ပြည်ချင်းပြည်ရခိုင်ပြည်တွေနဲ့ဆက်ဆက်နေပါတယ်စစ်ကောင်စီရဲ့အသက်နှလုံးဖြစ်တဲ့မန္တလေးတိုင်းနဲ့နေပြည်တော်ကိုလည်းချိတ်ချောက်နိုင်တဲ့နေရာဖြစ်နေပါတယ်အိန္ဒိယဘက်ထွက်ပေါက်ရှိတဲ့နေရာလည်းဖြစ်ပါတယ်အဲ့ဒီနေရာအလုံးကိုဆက်သွယ်ပေးနိုင်တဲ့နေရာလမ်းကြောင်းတစ်ဖွဲ့လည်းဖြစ်နေပါတယ်အဲ့ဒါကြောင့်စကိုင်းမကွေးဟာနောက်လာမဲ့ပြစ်မှတ်ဖြစ်နိုင်ပါတယ်ဗမာပြည်ကွန်မြူနတီပါတီရဲ့အရင်အတွင်းမှုရဲဝတ်ထွန်းကစစ်အုပ်စုကြရှုံးဖို့ဆိုလို့ရှိရင် AR မြေဝန်းဒေတာမှာတနက်တန်ပေါက်ဖို့လိုတယ်လို့ပြောမှုတာလည်းရှိပါတယ်ရဲဝတ်ထွန်းဟာဂျပန်တော်လှန်ရေးကာလကတည်းကတော်လှန်ရေးလှုပ်လာတဲ့သူတစ်ယောက်ပါဒီစကားကိုသူပြောတာဟာအခြေအနေအရက်ရက်ကိုအများကြီးသုံးသပ်ပြီးတော့မှပြောထားခဲ့တာဖြစ်မယ်လို့ယူဆရပါတယ်ရဲဘော်ထွန်းပြောတဲ့ AR မြစ်ဝမ်းဒေတာမှာတနက်တန်ပေါက်ဖို့ဆိုတာစကိုင်းမကွေးဒေတာကိုရည်ညွှန်းပြောဆိုတာပါအခု AR မြစ်ဝမ်းဒေတာမှာတနက်တန်ပေါက်တာဟာစစ်အုပ်စုကြာရှုံးတော့မဲ့အတိတ်နမိတ်လို့လဲဆိုနိုင်ပါတယ်အဲ့ဒါကြောင့်စကိုင်းမကွေးကိုကာကွယ်ဖို့လိုအပ်ပါတယ်စကိုင်းမကွေးကိုတနိုင်ငံလုံးကလူမျိုးစုတိုင်းရင်းသားတွေအပါအဝင်အားလုံးကဝိုင်းဝန်းကာကွယ်ကြဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့စကိုင်းမကွေးမကြရှုံးရေးဟာပြည်မနေလူမျိုးစုရဲ့အရေးတသက်မဟုတ်ဘဲနဲ့တနိုင်ငံလုံးရဲ့အရေးဖြစ်နေလို့ပါစစ်အုပ်စုက TNLA-C ကနေညှိနှိုင်းတောင်းယူလိုက်တဲ့နေရာဟာမိုးကုတ်မိုးမိတ်ဖြစ်နေတာကိုအထူးသတိပြုဖို့လိုအပ်ပါလိမ့်မယ်သူတို့တောင်းယူတဲ့နေရာဟာမိုးကုတ်မိုးမိတ်ဖြစ်နေတဲ့အတွက်စစ်အုပ်စုရဲ့နောင်လာမဲ့ပြစ်မှတ်ဟာစကိုင်းမကွေးဖြစ်နိုင်လောက်တယ်လို့ယူဆကြရဖြစ်ပါတယ်မဟာဗျူဟာချက်ချာကြတဲ့နေရာကြီးသူကထိန်းချင်တာပေါ့အဓိကအညာနဲ့ဒါရှမ်းမြောက်နဲ့ဆက်သွယ်ထားတဲ့လမ်းကြောင်းကတော့ဒီမိုးကုတ်မိုးမိတ်လမ်းကြောင်းမိုးမိတ်ဆိုလို့ရှိရင်ဟိုဘက်မှာဆိုကချင်ပြည်နယ်အထိဒါပေါက်တဲ့လမ်းတွေကချင်ပြည်ထိပေါက်တဲ့လမ်းတွေရှိတယ်ဆိုတော့အဲ့ဒီလိုမဟာဗျူဟာချက်ချာကြတဲ့လမ်းကိုပိတ်ဆို့တာကဘာလို့တွေ့ရလဲဆိုတော့ဒါပုံမှန်လင်းလင်းပြောကြမယ်ဆိုလို့ရှိရင်အညာဒေတာကိုစီးဆင်းနေတဲ့ခဲယမ်းလက်နဲ့လမ်းကြောင်းပိတ်ဆို့တဲ့သဘောပဲ
မိုးကုတ်မိုးမိတ်ဟာရှမ်းပြည်ကနေစကိုင်းတိုင်းကိုကူးဖို့အတွက်အကောင်းဆုံးလမ်းကြောင်းဖြစ်နေပါတယ်မိုးကုတ်မိုးမိတ်စစ်အုပ်စုလက်ထက်ရောက်သွားရုံနဲ့စကိုင်းမကွေးကိုလုံးဝဖြတ်တောက်လိုက်နိုင်တာမျိုးမဟုတ်သေးပေမဲ့အကောင်းဆုံးလမ်းကြောင်းပိတ်သွားတယ်ဆိုတာကိုတော့ညှင်းလို့မရပါဘူးမိုးကုတ်မိုးမိတ်ကိုစစ်ကောင်စီစိုးမိုးနိုင်လိုက်ပြီးဆိုရင်ရှမ်းပြည်နယ်ရခိုင်ပြည်ဆက်သွယ်ရေးလမ်းကြောင်းကိုပါတားဆီးနိုင်လိုက်တဲ့သဘောမျိုးဖြစ်သွားပါတယ်ရှမ်းပြည်နယ်ချင်းပြည်ဆက်သွယ်ရေးလမ်းကြောင်းကိုပါတားဆီးနိုင်တဲ့သဘောလည်းဖြစ်သွားပါတယ်အဲ့ဒီတော့ရှမ်းပြည်နယ်စကိုင်းမကွေးဒေသရခိုင်ပြည်ချင်းပြည်တို့ကိုဆက်သွယ်ကြလို့ရှိရင်ကချင်ပြည်ကိုဖြတ်သွားပြီးတော့ဆက်သွယ်ရတော့မဲ့သဘောမျိုးဖြစ်နေပါတယ်ကချင်ပြည်နယ်ကနေပြီးတော့မဟုတ်ပဲတခြားလမ်းကြောင်းတချို့ရှိနေနိုင်ပါသေးတယ်လမ်းကြောင်းအကုန်ကိုတော့ချဆွေးနွေးဖို့မသင့်တော်သေးဘူးထင်ပါတယ်မိုးကုတ်နဲ့မိုးမိတ်ပေးလိုက်ရတဲ့အတွက်စိတ်သက်ကြဆင်းသွားသူတချို့ရှိပါတယ်နောက်ချိုတီဘောကြောက်မဲပေးလိုက်ရတာကိုစိတ်သက်ကြသွားသူတွေလည်းရှိပါတယ်မိုးကုတ်မိုးမိတ်ဟာတင်နဂါဖြူဟာရရေးပါတာမှန်ပါတယ်နောက်ချိုတီဘောကြောက်မဲပေးလိုက်ရတာကလည်းနှမျောစရာကောင်းပါတယ်ဒါပေမဲ့စီရေးဆိုတာအတက်အကျရှိတာထုံးစံပါတော်လန်ရေးဘက်ကသိမ့်လိုက်နိုင်တာတွေရှိတယ်လို့ပြန်ပေးလိုက်ရတာတွေရှိတတ်တာကလည်းစီရေးသဘာဝပါတော်လန်ရေးဒီတရိပ်ရိပ်တက်နေတဲ့အချိန်မှာကလေးကတစ်ချိန်မှာပြန်ပေးရတာတွေရှိလိမ့်မယ်အဲ့ဒါဟာစစ်သဘာဝပဲလို့တော်လန်ရေးသမားကြီးတွေကသတိပေးထားကြပါတယ်မိုးကုတ်မိုးမိတ်ပေးလိုက်ရပေမဲ့ရထားတဲ့မြို့တွေဒေသတွေအများကြီးကြံပါသေးတယ်နယ်မြေစုမိုးရေးဟာအရေးပါပေမဲ့မြို့သိမ်းတင်နဂါအပြူဟာကမှန်ကန်တဲ့စီရေးပြူဟာမဟုတ်ပါဘူးရှမ်းမြောက်မှာမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်တာကအရေးပါတဲ့အောင်မြင်မှုတွေကိုထက်ဆင့်သယ်ဆောင်လာနိုင်ပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ကျင့်သုံးတင်တာကတော့ပျောက်ကြားစစ်မဟာဗျူဟာဖြစ်ပါတယ်မြို့သိမ်းရေးစခန်းသိမ်းရေးကိုအဓိကမထားပဲရန်သူချေမုန်းရေးနဲ့တက်တီဆောင်ရေးကိုအခုအဆင့်မှာဦးစားပေးနေပါသေးတယ်မြို့သိမ်းတယ်ဆိုတာခံစစ်တဲ့အခြေအနေကိုကြာရောက်သွားတာလည်းဖြစ်ပါတယ်မြို့သိမ်းပြီးလို့ရှိရင်မြို့ကိုခုခံရပါတယ်မြို့ကိုခုခံဖို့ဆိုလို့ရှိရင်ရန်သူကအပြင်ကနေပြီးတော့စစ်အရှင်နဲ့နေရာအရှင်နဲ့ပုံတံအရှင်နဲ့လှုပ်ရှားထိုးစစ်ဆင်ပြီးတော့ကိုယ့်ဘက်ကတော့ခံစစ်တွေနဲ့ခုခံရတာမျိုးဖြစ်သွားပါတယ်ဒီမျိုးကိုသိမ်းရတာလွယ်ရင်တော့မှထိန်းရတာခက်တယ်ဆိုတဲ့အယူအဆရှိတယ်ပေါ့နော်ဒီနိုင်ငံရေးစီရေးမှာမိုးကုတ်မိုးမိတ်ဟာအရေးပါပေမဲ့အဲ့ဒီနှစ်မျိုးပါသွားတာလောက်နေတော့စစ်မရှုံးနိုင်ပါဘူးဒါပေမဲ့တော်လန်ရေးတော့သွားပါပြီကွာလို့ထင်ပြီးတော့စိတ်သက်ကြရင်တော့စစ်ရှုံးတတ်ပါတယ်စိတ်သက်ဟာအရေးကြီးပါတယ်အောင်မြင်တာလေးတွေးလိုက်တဲ့အချိန်မှာစိတ်သက်တအားတက်ကြွသွားတဲ့လူတွေဟာစိတ်သက်ကြလဲလွယ်တတ်ပါတယ်အခုချိန်မှာတော်လန်ရေးသမားတွေပြင်ဆင်တင်တာကစကိုင်းမကွေးကိုကာကွယ်ဖို့ပါစကိုင်းမကွေးဘက်ကတက်တွေကိုတက်တီဆောင်ရေးအပူတပြင်းလှုပ်တင်ပါတယ်တက်တီဆောင်ရေးဆိုတာစစ်ရေးလေ့ကျင့်မှုတစ်မျိုးတည်းကိုပြောတာမဟုတ်ပါဘူးပြည်သူလူထုရဲ့ထောက်ခံမှုရအောင်ကြိုးစားဖို့ကနံပါတ်1အရေးကြီးဆုံးပါပြည်သူလူထုကမကြိုက်တဲ့လှုပ်ဆောင်ချက်တွေကိုအမြန်ဆုံးဖယ်ရှားပြီးတော့ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ကနံပါတ်1အရေးကြီးဆုံးပါနံပါတ်2အရေးကြီးတာကမဟာမိတ်အချင်းချင်းရန်ပြုတ်နေတာတွေကိုရပ်တန့်ဖို့လိုအပ်ပါတယ်ငါတို့ကအစိုးရဖြစ်တယ်လို့တွေးခေါ်ပြီးတော့ဘာပဲလုပ်လို့အစိုးရကိုအတိပေးရမယ်ငါတို့ကိုအတိမပေးရင်ဆရာမတင်လို့ရှိရင်ရန်သူပဲလို့သဘောထားတာတွေဟာတော်လန်ရေးကိုဖျက်ဆီးတဲ့အတွေးခေါ်တွေဖြစ်ပါတယ်မဟာမိတ်အချင်းချင်းအထူးကောင်းမွန်တဲ့ဆက်ဆံရေးတိစောက်ဖို့ကနံပါတ်1အရေးကြီးဆုံးအချက်ပါနံပါတ်3ကတော့တက်တွေစီးပွားရေးတောင်းကျမ်းနေတာတွေစီကံပြတ်နေတာတွေကိုပြန်ပြင်ဖို့ပါအဲ့ဒါတွေဟာတက်တီဆောက်ရေးအတွက်အရေးကြီးလိုအပ်တဲ့အချက်တွေပါပြည်သူလူထုနဲ့ယဉ်ဒီနားလည်မှုရအောင်ပြည်သူကိုကြက်မှရေးစောင့်ရှောက်တာတွေကောက်ဆိုင်လဲထွန်းရာမှာပြည်သူလူထုရဲ့ကုန်ထုတ်လုပ်ငန်းတွေမှာအကူအညီပေးတာတွေကိုလုပ်ဖို့လိုအပ်ပါတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ငါတို့ကတော်လှန်ရေးလုပ်နေတာမဟုတ်ပြည်သူကငါတို့ကိုထမင်းကျွေးဖို့တာဝန်ရှိတယ်ဆိုတဲ့အပေါ်စီးစိတ်ဓာတ်မျိုးရှိနေလို့ရှိရင်တော့အဲ့ဒါဟာတော်လှန်ရေးကြဆုံးမဲ့အတွေးခေါ်ဆိုတာကိုသိဖို့လိုအပ်ပါတယ် TNL ကိုအပြစ်တင်နေလို့ဘာမှအကျိုးမရှိပါဘူးစစ်ရှုံးတာအပြစ်မဟုတ်ပါဘူးသူတို့စစ်ရှုံးတာနဲ့စာလို့ရှိရင်စစ်နိုင်ပြီးတော့တိမ့်ထနိုင်တဲ့နေရာတွေကအများကြီးပို့ပြီးတော့ကြံပါသေးတယ် TNL ကိုအပြစ်တင်နေမဲ့အစားလူမျိုးပေါင်းစုံပြည်သူလူကြီးတရက်လုံးညီညွတ်ဖို့တပ်ပေါင်းစုဖွဲ့နိုင်ဖို့ကသာအရေးကြီးဆုံးအရာဖြစ်တယ်လို့ဆိုချင်ပါတယ်ခင်ဗျာ